ရှိတုန်းကဘာယာနာတိပြည်မှာဗျမတက်မင်းကြီးအုပ်ချုပ်နေတဲ့ဖရာအလောင်းဟာဗျမတက်မင်းကြီးအုပ်ချုပ်စွလဲကုန်တဲ့တဦးဖြစ်ပြီးလှဲသား900နဲ့အတူ19ယူဇနာကျယ်ဝန်းတဲ့ကန္နာယတစ်ခုကိုဖျက်ပြီးကုံရောင်းထွက်ခဲ့တဲ့ကန္နာယဟာအလွန်ပူပြင်းတာကြောင့်ဖရာအလောင်းလှဲကုန်တဲ့နဲ့လှဲသား900တို့ဟာနေ့ဘက်မှနာပြီးညဘက်မှသာခီးဆက်နိုင်ကြတာလည်းဖြစ်တယ်။လှဲကုန်သည်ဟာကျေပြောလာတဲ့တဲကန္နာယကိုဖျက်ဖို့အတွက်လမ်းပြတအူးကိုငှားရမ်းခဲ့ရတယ်။တနေ့တော့လမ်းပြကလေးတညပြီးတာနဲ့ကန္နာယကိုဖျက်ကျော်နိုင်ပြီလို့ပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီညမှာပဲလမ်းပြဟာပင်ပန်းတဲ့တံတွေကြောင့်အိပ်ပျော်သွားခဲ့တယ်။နွားတွေကလည်းလမ်းပြဥဆောင်သူမရှိတာကြောင့်လာရလမ်းအတိုင်းသာပြန်ခဲ့ကြတာကြောင့်နောက်တနေ့မနက်မှာတော့ရခင်စခန်းချခဲ့ရာနေရာဟောင်းကိုပြန်ရောက်နေခဲ့တယ်။လမ်းမမှုကြောင့်ရေပြက်လက်မှုနဲ့အဓိကကြုံတွေ့နေခဲ့ရတယ်။ဒါကြောင့်လဲလှဲကုန်သည်ဟာမနက်စောစောစီစီရေထွက်ရှာခဲ့ပေမဲ့ရေကိုမတွေ့ရဒါပေမဲ့မျက်ပေါက်နေတဲ့နေရာတနေရာကိုတွေ့တာကြောင့်ဒီအောက်မှာတော့ရေတွေ့နိုင်တယ်ဆိုပြီးလှဲကုန်တဲ့ကသုံးသက်မိတာကြောင့်လဲသမားတွေကိုတူးစေတဲ့အတောင်60ရောက်တဲ့အထိတူးပေမဲ့ရေမတွေ့ရသေးပဲကြောက်ဖြာကိုတာတူးမိတယ်လှဲသမားတို့ကအတောင်60အနက်ထိရေမတွေ့ရတာကြောင့်တူးတာကိုလက်လျော့လိုက်ကြတယ်လှဲကုန်တဲ့ကငါတို့အနေနဲ့အခုလိုအခြေအနေမှာလက်လျော့လိုက်ကြရင်အားလုံးကတောက်သုံးရေပြက်လက်ပြီးတေဆုံးနိုင်တယ်စဉ်းစားမိတယ်ဒါကြောင့်ဝီရီကိုလျှော့လို့မဖြစ်ဘူးဆိုပြီးကိုယ်တိုင်တောင်6ဝနက်တဲ့တွင်နဲ့ကိုဆင်းပြီးကြောက်ဖြာကိုနားနဲ့ကပ်ပြီးနားထောင်လိုက်တော့ရေတန်းကိုကြားလိုက်ရတယ်ဒါကြောင့်လဲလှဲကုန်တဲ့ကတမ္မာပြီးခွန်အားဗလာနဲ့ပြည့်စုံတဲ့လူငယ်ကိုကြောက်ဖြာကိုခွဲစေတဲ့လူငယ်ကလည်းဇွဲမလျှော့ပဲကြောက်ဖြာကြီးကိုစူးစားပြီးခွဲလိုက်တော့နောက်ဆုံးမှာထမ်းပင်လုံးလောက်ရှိတဲ့ရေတွေကအပေါ်ကိုတောင်တန်းထွက်လာခဲ့ပါတယ်။ချုံမြအေးကြီးတဲ့ရေရရှိတာကြောင့်လှဲကုန်တဲ့နဲ့လှဲသားတွေရောနွားတွေပါတောက်သုံးရေကိုစိတ်ကြိုက်တောက်သုံးချက်ပြုတ်စားတောက်ပြီးစိတ်ရှင်လန်းစွာနဲ့လိုရာခီးကိုဆက်နိုင်ခဲ့ကြတယ်။ကို့အတွက်တင်မကပဲသူများအတွက်ပါစိတ်ထားကောင်းထားရင်ကောင်းကျိုးတွေအားလုံးကိုပြန်ရလာမယ်ဆိုတာကိုဒီပုံမြင်ကတင်ပေးထားပါတယ်။ဒီပုံမြင်လေးကတော့950နိပတ်တော်ဇက်ကြီးတဲ့ကတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ကိုအခက်ခဲကြုံလာရင်လက်မလျှော့ရဘူးဆိုတာပါ။စူးစားတဲ့အခါခေါင်းကိုသုံးပြီးစဉ်းစားရမယ်ခေါင်းဆောင်ကောင်းဆိုရင်အလုပ်ကိုကိုယ်တိုင်ဝင်လုပ်ရရမယ်အောင်မြင်မှုကနည်းနည်းပဲကြံနေတဲ့အချိန်မှာဖြစ်တယ်လို့မပင်ပန်းတော့ဘူးလို့ထင်တဲ့အချိန်မှာတော့ဆက်ကြိုးစားရမယ်